ဒီနေ့မှာတော့ the ultimate success formula အကြောင်းကိုရှင်းပြပေးချင်ပါတယ်။တခုခုကိုအောင်မြင်အောင်လုပ်မဲ့သူတိုင်းတည်ထားတဲ့ the ultimate success formula the ultimate success formula ကဘယ်လိုပုံစံမျိုးလဲဆိုတော့အရင်ဆုံးကိုက goal မချမှတ်ခင်မှာဒီ goal ရဲ့အပေါ်မှာပေါ့နော် belief တွေပြီးလို့ရှိရင်ကိုယ့်ရဲ့ value တွေရှိပါတယ်။အဲ့ဒါကဘယ်လိုပုံစံမျိုးလဲဆိုတော့ကိုကဥပမာချမ်းသာခြင်းနဲ့ goal ပေါ့နော် goal မရှိခင်မှာဘာကြောင့်ချမ်းသာခြင်းတာလဲဘာကြောင့်ပတ်စံရခြင်းတာလဲဆိုရဲ belief တွေ value တွေရှိနေဖို့လိုအပ်ပါတယ်။ဒီလိုမျိုးရှိနေမှသာလေကိုယ့်ရဲ့ goal ကလည်းခိုင်ခိုင်မာမာချမှတ်နိုင်မှာဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးကိုကပတ်စံရခြင်းနဲ့ဆိုရင်လည်းဘာကြောင့်ဒီလိုပတ်စံရခြင်းတာလဲဘာကြောင့်ပတ်စံချမ်းသာခြင်းတာလဲဆိုရဲ belief တွေ value တွေကိုအရင်ဆုံးခြာရေးဖို့လိုအပ်ပါတယ်။ပြီးတော့မှနောက်တစ်ဆင့်အနေနဲ့ကကျွန်တော်တို့ goal ကိုသွားမှာဖြစ်ပါတယ်။ goal ကကြတော့ကျွန်တော်တို့ဒီပန်းတိုင်ကိုချမှတ်ရမှာဖြစ်ပါတယ်။ဆိုတော့တော်တော်များများကတော့ချမ်းသာခြင်းနဲ့ဝင်ငွေရခြင်းနဲ့ဒါကတော့လူတိုင်းနေပါဖြစ်ခြင်းနဲ့ဆန္ဒဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုပြီးတော့အသေးစိတ်ဖို့လိုအပ်ပါသေးတယ်။ကိုကဝင်ငွေရခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ဘယ်လောက်ထိဝင်ငွေရခြင်းတာလဲဘယ်လောက်ထိချမ်းသာခြင်းတာလဲဆိုတော့လုံးဝတိတိကျကျသတ်မှတ်နေဖို့လိုအပ်ပါတယ်။ချမ်းသာခြင်းနဲ့ဆိုတာသိန်း9,000ချမ်းသာခြင်းလားသိန်း9,000ချမ်းသာခြင်းလားသိန်း9,000ချမ်းသာခြင်းလားစသဖြင့်တိတိကျကျသတ်မှတ်ထားဖို့လိုပါတယ်ဒီလိုသတ်မှတ်ထားတဲ့အပြင်အချိန်ကာလတစ်ခုကိုလည်းသတ်မှတ်ထားဖို့လိုပါတယ်ဆိုတော့ဒီဝင်ငွေဒီလိုချမ်းသာမှုမျိုးကိုဘယ်အချိန်မှာကိုကအရရှာဖွေမှာလဲဆိုတာကိုတိတိကျကျသတ်မှတ်ထားဖို့လိုအပ်ပါတယ်ဒီလိုမျိုးပန်းနိုင်ကိုတိတိကျကျချမှတ်နိုင်ပြီးတော့ကိုယ့်ရဲ့ပန်းနိုင်ကလည်းရှင်းလင်းနေမှာဖြစ်ပါတယ်ဆိုတော့ကိုက goal ချမှတ်ပြီးပါတယ် goal ချမှတ်ပြီးပါလို့ရှိရင်ကြာရင်တော့ strategy ချမှတ်ရမှာဖြစ်ပါတယ် strategy ကကြတော့ဒီပန်းနိုင်ကိုသွားဖို့အတွက်ဘယ်လို strategy တွေနဲ့သွားကြမလဲဆိုတော့ချမှတ်ရမှာဖြစ်ပါတယ်ဆိုတော့ strategy တွေကသမာအာဇီဝကျနေဖို့တော့အရေးကြီးပါတယ်ဆိုတော့ strategy တွေကလည်းအမျိုးမျိုးချမှတ်ထားဖို့လိုအပ်ပါတယ်ဆိုတော့ဒီလိုနီးလန်းနဲ့သွားလို့မရရင်နောက်နီးလန်းနဲ့သွားမယ်ဆိုတဲ့ပုံစံမျိုးချမှတ်ထားမှသာလျှင်အမျိုးမျိုးစမ်းသပ်ပြီးတော့ပုံစံမျိုးစုံနဲ့ဒီပန်းနိုင်ကိုရောက်အောင်သွားနိုင်မှာဖြစ်ပါတယ်ဒီလို strategy တွေလမ်းကြောင်းတွေချမှတ်ပြီးပြီဆိုရင်တော့ကိုကတကယ်လုပ်ရမယ့် action တွေရည်စီရောက်လာပါပြီကိုက strategy ချမှတ်ပြီးပြီဆိုရင်လည်း action ကိုအကောင့်ထဲအမြန်ဆုံးအဖို့ကိုအရေးကြီးပါတယ် action မှာဆိုရင်လည်းတစ်ခုတည်းလုပ်လို့မရပါဘူး action အမျိုးမျိုးနဲ့လုပ်နေဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်ကိုလုပ်တဲ့ action တွေက success ဖြစ်လားဒါမှမဟုတ်လို့ရှိရင် failure ဖြစ်လားဆိုတာကိုစမ်းစစ်နေဖို့လိုအပ်ပါတယ်ဒီလိုမျိုးစမ်းစစ်ပြီးသွားလို့ရှိရင် success ဖြစ်လို့ရှိရင်ဒီထက်ပိုပြီး success ဖြစ်အောင်ဘယ်လိုလုပ်မလဲ failure ဖြစ်လို့ရှိရင်ကိုယ့်ရဲ့ဘာကြောင့် failure ဖြစ်တာလဲဆိုရဲ feedback ကိုကိုယ့်ဘာကိုပြန်ပေးပြီးတော့action အသစ်တွေကိုပြန်ပြီးတော့ဖန်တီးရမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့ကိုလိုချင်တဲ့ဘန်းနိုင်ကိုရောက်မှာကတော့အသေးကြပါပဲဒီမှာကြာရှုံးတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံလာပြီဆိုလို့ရှိရင်ထားတဲ့ mindset လေးကိုပြောပြပေးပါမယ်ဒီ mindset လေးကတော့ဘဝမှာကြာရှုံးနေဆိုတာမရှိဘူးသင်ခန်းစာယူစရာတွေပဲရှိတယ်ဆိုတာကိုမှတ်ထားဖို့လိုအပ်ပါတယ်ဒီလိုမျိုးမှတ်ယူလိုက်မယ်ဆိုရင်ကိုကကြာရှုံးနေလို့ရှိရင်လည်းစိတ်တက်မကြဘဲနဲ့ဒီဟာကိုသင်ခန်းစာဖြစ်ယူပြီးတော့နောက်ထပ်ပေါ့နော်ဒီထက်ကောင်းတဲ့ဟာပြီးလို့ရှိရင်ဒီကသင်ခန်းစာတွေယူပြီးတော့ဒီထက်ပိုကောင်းတဲ့ step တွေကိုတက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာအကျိုးရှိပါတယ်လို့မှတ်ခဲ့ပေးပါ